မင်္ဂလာပါရှင် ES2K ဘလုံးမှာကြိုဆိုပါရရှင် ES2K ဒီနေ့ချက်ပြပေးသွားမှာကတော့ဘဲသားရင်တိုးချက်ချန်နီလေးပဲဖြစ်ပါရရှင်အရင်ဦးဆုံးဦးထဲမှာစီထည့်မယ်စီပူလာပြီဆိုလို့ရှိရင်တော့စွန်နှွေးမှုအနေငယ်ထည့်ပေးပါရှင်ပြီးရင်တော့စက်တုံဖြူနီထောင်းထားတာလေးထည့်ပါမယ်ရှင်စက်တုံဖြူနီထည့်ထားတာနည်းနေတာဖြစ်တဲ့အတွက်အနေငယ်ထပ်ထည့်ပေးပါရရှင်စစ်တုံချူနီလေးစီတက်ထားတာမိစိတ်ချိုက်ဖြစ်ပြီဆိုရင်တော့အယောင်တင်မှုအနည်းငယ်ထည့်ပေးပါမယ်ရှင် ES2K ကဟင်းချက်တဲ့အခါမှာတခါတည်းအရသာကိုထည့်လို့ရှိပါရဲ့ရှင်အရသာအတွက်ကတော့ဟင်းခတ်မှုအနည်းငယ်စားအနည်းငယ်ထည့်ပေးပါမယ်ရှင်ပြီးရင်တော့မင်းရဝယ်ရတဲ့ဘဲသားလေးတွေကိုစားစွန်းနေချုံမုံနေပြီးတော့ရေခဲတက်တာတွေမှာနှက်ထားတာလေးကိုထည့်ပေးပါမယ်ရှင်ပြီးရင်တော့မိမိစိတ်ကြိုက်စီတက်ပေးပါရှင်ဘဲသားလေးတွေကစီတက်လို့မိမိစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ရေထည့်ပေးပါမယ်ရှင်ရေကတော့ဘဲသားလေးတွေမြုပ်သွားရဲ့အထိထည့်ပေးပါရရှင်ပြီးရင်တော့45မိနစ်နာရီဝက်တည်ထားနိုင်ပါရဲ့ရှင် ES2K ကမဆလာမကြိုက်တဲ့အတွက်မဆလာမထည့်ပါဘူးရှင်ဒါဆိုရင်တော့စီချန်ရီချန်လေးပေါ့နော်ဘဲသားဟင်းလေးရပါပြီရှင်ချက်စားကြည့်ပါအရန်စားလို့ကောင်းပါရဲ့ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်